ကိုယ်မို့ဒီမှာလာရဲလို့ဒီမှာလာရဲလို့ ဘယ်ကလူရောက်တဲ့ထင်နဲ့စောင့်လိုက်မယ်နော် အဲ့ကို အဲ့တော့ဒီလိုလာနည်းနည်းစောသွားတယ်ဆိုတော့နောက်ပိုင်းမှာဟိုအလုပ်ကလေးတွေချိန်ထားတယ်ပါဒီလူတွေအားလုံးလည်းကျမ်းမာကြပါစေမန္တလေးကတယောက်ကပြောတယ်အနှစ်1000ရှိပါသေးဆိုတော့ပြောဒါတော့သိလူသွားချင်မှာဆိုတော့ဘယ်လိုပြန်ပြောလဲဆိုတော့အလုပ်တရားအများကြီးရှိသေးတယ်။အော်ဒါမဖြစ်ပါဘူး။အဲ့ဒီ1000ရှိလို့ရမယ်ဆိုရင်တော့မဟောင်းဘူးနော်။အဲ့လိုနှစ်ကြောင်တိမလုံးဖို့မလိုအောင်လို့ပြည်သူတွေကဝိုင်းကူမှဖြစ်မှာ။ရှိနေမှာပဲရှိတယ်ဆိုတာလေခက်ခဲတဲ့အချိန်မှာရှိဖို့လိုတာနော်အလုပ်တူလုပ်တယ်ဆိုတာဟာပြည်သူနဲ့အလုပ်တူလုပ်တယ်ဆိုနေရနိုင်ငံမှာဆိုပြည်သူကတန်း60ရှိတယ်တန်း60ပေါ့နော်တန်း60အားလုံးကတော့စိတ်တူသဘောတူဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူးတရားတစ်မျိုးဆိုတာရှိတတ်တာပဲအဲ့တော့အမေတို့နိုင်ငံမှာအရေးကြီးတာကဒီမတူတဲ့သဘောထားတွေကိုညှိယူနိုင်ရမယ်အဲ့ဒါဟာတကယ်အရှင်းမြင့်တဲ့နိုင်ငံတစ်ခုတိတ်ခါရှိတဲ့နိုင်ငံတစ်ခုရဲ့လုံရိုးလုံစင်ပဲကိုယ့်ရဲ့စိတ်တွေကြည့်ရင်ကိုယ်လိုအပ်ချက်တွေကမတူဘူးတယောက်နဲ့တယောက်မတူဘူးနော်ကိုယ်မိသားစုချင်းမှာကမှတူတာမဟုတ်ဘူးအသားသမီးနဲ့မိဘနဲ့မောင်နှမအချင်းချင်းဟလာလင်းများကြားထဲမှာတူကြတာမဟုတ်ဘူးကိုယ်လိုချင်တဲ့ကိစ္စတွေကအများကြီးကွဲကြတယ်ဒါပေမဲ့ဒါတွေကိုညှိနှိုင်းတိုင်ပေမဲ့နဲ့အပြေရှာနိုင်မှုဒါမှအားနေတယ်အဲ့လိုအားနေတဲ့အကြောင်းကနှစ်ကြောင်းရှိတယ်လို့အမြင်မြင်တယ်တစ်ကြောင်းကတော့လူမှုရေးပေါ့နော်တစ်ကြောင်းကတော့နိုင်ငံရေးပေါ့နိုင်ငံရေးရအာဏာရှင်လက်အောက်မှာနေရတာကြာတဲ့အခါကျတော့အာဏာရှင်တွေဆိုတာဘယ်တော့မှဆွေးနွေးညှိနှိုင်းပြီးတော့တိုင်မြင်တာမဟုတ်ဘူးသူတို့လှုပ်ချင်တိုင်းလှုပ်သွားကြတာမှန်ပါတယ်အဲ့တော့ပြောလို့မျိုးစောင့်လိုက်အောင်မယ်ဟိုဘက်ကလူတွေရောက်တဲ့အချိန်အဲ့တော့ဒီလိုလုပ်မယ်အခုစောစောလေးရောက်နေတဲ့လူတွေကတချို့သိကျင်တဲ့မိကွန်းလေးတွေရှိလို့ရှိရင်မေးထားလိုက်အဲ့တော့ကျန်တဲ့လူတွေရောက်တဲ့ခါကျမှပြောတဲ့ခါမှအနေထည့်ပြီးတော့ဖြေလို့ရဒီအမေတို့ပြည်လူတွေကတခါသိကွန်းစားတာပဲငယ်ငယ်လေးနဲ့သွားတွေကျိုးနေဘယ်ချောတော့မလဲအဲ့တော့ကိုယ်ရရောက်တဲ့လူတွေကိုဒုက္ခရောက်စေခြင်းတော့မဟုတ်ဘူးဒါပေမဲ့ကိုယ်ရဆိုတခြားဟာရောက်မှုစဉ်းစားရမှာပေါ့နော်အဲ့ဒါကိုယ်စားတာတော့ကျမကြီးနဲ့မကိုက်ညီဘူးအဲ့ဒါတော့တတိပေးရမှာပဲကဲဒါလို့ဆိုစီရောက်နေပြီးတော့ဘာမှမေးတယ်မေးကုန်မရှိဘူးလားဒါပေမဲ့အဲ့ဒါအားလုံးလာတဲ့ခါကျဖြေချပေးမယ်ဘေးကြီးနဲ့မေးခွန်းတွေကိုအခုမေးထားလိုက်လူစုံတဲ့ခါမှဖြေမှာပေါ့နော်အဲ့တော့မှရောက်လာတဲ့လူတွေအတွက်လည်းလက်ပတော်တော်ကိစ္စတွေသိကြလို့ပါမေးဒါပေမဲ့တခြားဘာသိနေလဲဒါပေမဲ့အဲ့ဒီအောင်လုံးဖို့ဆိုလို့ရှိရင်အားလုံးကဝိုင်းပြီးတော့ကူညီရမှာနော်အဲ့တော့ဟုတ်လူတွေငါမင်းဆိုရင်တော့ငါမင်းတော့စောင်းလိုက်မယ်ကွယ်ငါမင်းဆိုရင်အားလုံးရောက်တယ်မယ်အားလုံးတစ်ဖက်သက်ကိုလိုချင်တာကြီးပဲတောင်းလို့မဖြစ်ဘူးနော်ကျွန်တော်ပြောမယ်ကျွန်တော်တို့နိုင်ငံအတွက်အကောင်းဆုံးဖြေကိုအားလုံးကနေတူတူရှာရမယ်ဖြေတစ်ခုရှာရဲဆိုတော့ဟာပေးယူလုပ်တတ်ရမယ်အလျှော့တင်းလုပ်တတ်ရမယ်နော်ကျွန်တော်အမြဲပြောတယ်ကျွန်တော်တို့နေနေတဲ့လောကကြီးကအနတ္တလောကပဲအနတ္တလောကဆိုတာကိုစိုးမိုးလို့ရတာမဟုတ်ဘူးကိုဖြစ်ချင်တိုင်းဘယ်တော့မှတရားရာခိုင်နှုန်းဖြစ်တာမဟုတ်ဘူးငါဖြစ်ချင်တိုင်းတရားရာခိုင်နှုန်းဖြစ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့သွားလို့တော့ကျမတို့ကဒီမိုကရေစီနိုင်ငံကိုတော့ကောင်းကောင်းထူထောင်လို့ရမှာမဟုတ်ပါဘူးအဲ့ဒီဟာတော့ဒါကျမပုံမှန်လင်းလင်းပြောမှာနော်ကျမတို့ပြည်သူတွေအကြိုက်ကိုလိုက်မပြောဘူးပြည်သူတွေအကြိုက်ကိုလိုက်ပြောတဲ့လူတွေကပြည်သူတွေပေါ်မှာစေတနာရှိလို့မဟုတ်ဘူးပြည်သူတွေကိုအသုံးချခြင်းလို့ပဲဆိုသိကြမှတ်တယ်ဘယ်လိုလုပ်မလဲခင်ဗျာဒါပေမဲ့ကျမတို့ဒီကိစ္စတွေစဉ်းစားမယ်နော်ဒါကြတော့ဆွေးနွေးမယ်အဲ့တော့ကျမပထမဦးဆုံးဒီကိုလာတဲ့ကိစ္စကတော့လက်ပတောင်းတောင်ကိစ္စနဲ့လာတာပဲလက်ပတောင်းတောင်ကိစ္စနဲ့လာတယ်ဆိုတော့ဘာလဲဆိုတော့ကျမတို့နိုင်ငံမှာဒီလိုလက်ခဲတင်းလေးနဲ့ပြဿနာတစ်ခုဖြစ်နေတယ်ဆိုတာဟာမသိတော့ဘူးနောက်ပြီးတော့လည်းဖြစ်နေတာကိစ္စတွေမှာ
အိန္ဒိယနိုင်ငံတစ်ခုကလည်းပါတယ်ဒါတရုတ်နိုင်ငံပေါ့နော်အိန္ဒိယနိုင်ငံပဲအဲ့တော့ကျမတို့အားလုံးကောင်းထဲမှာထားမှာကျမတို့ရဲ့နိုင်ငံဟာဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ထူထောင်မယ်ဆိုလို့ရှိရင်ကျမတို့ဟာဒီမိုကရေစီနိုင်ငံတစ်ခုရဲ့သိက္ခာနဲ့ကိုက်ညီအောင်နေနိုင်ရမယ်အဲ့တော့အဲ့ဒီဟာမှာဘာပါလဲဆိုတော့နိုင်ငံတကာရဲ့လုံထုံးလုံနည်းကျင့်ဝတ်တွေနဲ့ကိုက်ညီအောင်လို့ကျမတို့နေနိုင်ရမယ်ကျမတို့နိုင်ငံရဲ့ပြဿနာကနှစ်ပေါင်း90လောက်အာဏာရှင်စနစ်အောက်မှာနေခဲ့ရတယ်နှစ်ပေါင်း90လောက်အာဏာရှင်စနစ်အောက်မှာနေခဲ့ရတဲ့အချိန်မှာလုံပုံလုံနည်းတွေဟာပြည်သူရဲ့ဆန္ဒမပါတဲ့လုံပုံလုံနည်းတွေဖြစ်နေတယ်ပွင့်လင်းမြင်သာမှုဆိုတာလည်းမရှိခဲ့ဘူးပြည်သူတွေရဲ့ဆန္ဒကိုထည့်ပြီးတော့တွက်တယ်ဆိုတာလည်းမရှိခဲ့ဘူးအဲ့တော့အဲ့ဒီတုန်းကလုတ်ခဲ့တဲ့အကျိုးဆက်တွေကိုအခုကျမတို့ဆက်ပြီးတော့ခံစားနေရတယ်ဒီလိုခံစားနေတဲ့နေရာမှာတစ်ဖက်စဉ်းစားရမယ်အရင်တုန်းကပြည်သူရဲ့ဆန္ဒမပါဘဲနဲ့အာဏာရှင်နည်းနဲ့လုတ်ခဲ့တဲ့ကိစ္စတွေရဲ့အကျိုးဆက်တွေကိုအားလုံးကျမတို့ကနေပြီးတော့ခံစားတဲ့နေရာမှာဘယ်လောက်အထိကျမတို့မှာတာဝန်ရှိတယ်လဲမရှိဘူးဆိုတာကိုစဉ်းစားရမယ်လူဘဝမှာအရေးကြီးဆုံးကိစ္စတစ်ခုကတော့တာဝန်ပဲကျမတို့တာဝန်ရှိမှုကိုအင်တာမှဒီမှာလေးစားတယ်ကျမတို့တချို့ကမေးမှုပါတယ်ဒီဒါကတော့သတင်းတောက်တွေပေါ့နော်သတင်းတောက်တွေကလည်းကကတတ်မေးတတ်တဲ့အကျင့်ဟာရှိတာဟုတ်ကျမကပေါ့နော်ဘဝအဆုံးတိုင်မှာဆိုလို့ရှိရင်ဘယ်လိုလူတွေကကျမကိုဘယ်လိုမှတ်မိစေခြင်းလဲပေါ့ဘယ်လိုကျမနာမည်မျိုးကြံခဲ့စေခြင်းလဲဆိုတော့ကျမစဉ်းစားတယ်ကျမဟာတာဝန်ကျေခဲ့တဲ့လူတစ်ယောက်လို့အများကနေသိမှတ်ပြုရင်တော်ပြီလို့ဒါတဲ့ပို့ပြီးကျမမလို့ချင်ဘူးလို့ဘာမှတခြားဟာတွေကိုမျှော်မှန်းစရာမရှိဘူးပေါ့ဒါပဲကျမလို့ချင်တယ်ပြီးတော့ကျမတို့အားလုံးဟာဒီလိုစိတ်ဓာတ်ရှိရတယ်ဘဝရဲ့အဆုံးကားမှာတိုင်မှာငါတာဝန်တွေအားလုံးကျေခဲ့ပြီတတ်နိုင်တော့ကျေခဲ့ပြီပေါ့နော်ဒါတရားရနှုံးနဲ့ဖြစ်ချင်မှဖြစ်မှာတချို့နေရာတွေမှာလည်းလင်းဟင်းနိုင်တော့ရှိခဲ့မှာပေါ့တခါတလေတာဝန်ဆိုတာဟိုဘက်ကတာဝန်ဒီဘက်ကတာဝန်ချင်းချင်းပြီးတော့ကိုပို့ပြီးတော့အလေးထားရမယ်လို့ထင်တဲ့ဘက်ကိုလိုက်ပြီးတော့လုပ်ရတာပဲဒီတော့တာဝန်တွေအားလုံးကျေတယ်ဆိုတာတော့ဖြစ်ချင်မှဖြစ်နိုင်မယ်ဒါပေမဲ့အဓိကယူထားတဲ့တာဝန်တွေတော့ကျေအောင်ထမ်းဆောင်ခဲ့တယ်ဆိုတာဖြစ်စေချင်တယ်ကျမတို့နိုင်ငံကကိုယ်နိုင်ငံသားတွေအနေနဲ့တာဝန်ရှိတယ်ဆိုတော့အားလုံးလက်ခံဒီတော့အာဏာရှင်စနစ်အောက်မှာတုန်းကပဋိကဝတ်ပြုခဲ့တဲ့ဟာတွေကိုကျမတို့အခုခေတ်မှာဆက်ပြီးတော့တည်ဖို့လိုသလားဒီဂတိတွေကိုကျမတို့ကနေပြီးတော့အလေးထားဖို့လိုသလားဆိုတာကိုမေးရမယ်အဲ့ဒီလိုမေးတဲ့အခါမှာနိုင်ငံတကာမှာကျမတို့နိုင်ငံရဲ့အနေအထားကိုလည်း